မြင်နေရတဲ့အတိုင်းပါပဲဗျာနော်ကြောက်စီကြောက်သားတော့တော်တော်လေးကိုမှအကောင်းပါတယ်ဗျကျွန်တော်တို့အသားတန်းဆင့်နေနေဆိုရင်တော့ခွန်ခွဲရတော့ရှိတယ်ဗျာနော်ခွန်ခွဲရှိတယ်ဒါပေမဲ့လို့ပန်းကြားလေးတွေပါတာပေါ့ဗျာနော်ပန်းကြားပါလေနောက်တော့တစ်ခုကကာလာလေးတော့ဝင်နေဗျဒါကြီးဖြူတဲ့ဘက်ထက်တော့မရောက်ဘူးပေါ့ဗျာတို့ပေမဲ့အသားတန်းမြင့်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဈေးကောင်းတော့ရမှာဆိုတာတော့သိကြပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်ဒီခန်းတီးကလေးရဲ့အဖြစ်ပြက်နဲ့ဈေးကွက်လေးကိုကျွန်တော်ဝေမျှပေးသွားမှာဖြစ်ပါတယ်ဗျကြောက်ပိုင်ရှင်ဖြစ်တဲ့မရမင်းကျော်ကြီးမင်္ဂလာပါဒီခန်းတီးကလေးကိုကျွန်တော်ရှေ့လာပြတာပေါ့နော်ဖြတ်ဖို့အဲ့ဒီခါမှာကျွန်တော်တေချာလေးကြည့်လိုက်တော့ခန်းတီးကလေးကတက်ပိုင်းကြောက်ဆိုတာတော့သိတာပေါ့နော်ဒါပေမဲ့လို့ကျွန်တော်အမြင်အနေနဲ့တခြားသူတွေအမြင်အနေနဲ့ဆိုရင်တော့လွန်ဆုံးဝယ်လိုက်ရင်တသိန်းခွဲအလောက်ပဲဝယ်မှာပေါ့ဘာကြောင့်မို့လဲဆိုတော့သူကခေါင်းကြောက်နေထားလို့ဖြစ်နေလို့ပေါ့နော်ပြီးတော့ကြောက်ကအနာများတယ်ပေါ့ခန်းတီးကဆိုတာတော့သိတဲ့အတိုင်းပဲဗျာနော်အနာတော့တော်တော်လေးကိုမှများပါတယ်အဲ့ဒါလည်းပဲကျွန်တော်မဖြတ်ခင်အနေထားမှာကျွန်တော်အသာလေးဖြတ်ဘိန်းလေးနဲ့ထိတ်လေးကိုပုတ်လိုက်တယ်ဗျာနော်ပုတ်လိုက်တော့အမဲညို့နေတာလေးတွေ့ရတယ်အဲ့ဒီခါမှာပေါ့နော်ကျွန်တော်တမ်မီလေးနဲ့တေချာလေးထွန်းကြည့်လိုက်တော့အထဲထဲမှာအသားတန်းကတော်တော်လေးကိုမှကြည်နေတာတွေ့ရဒါဆိုရင်တော့ကျွန်တော်တို့ကြောက်စီကြောက်သားတော်လေးကောင်းတယ်လို့ပြောရမှာပေါ့နော်အဲ့ဒီခါမှာပိုင်ရှင်လည်းဘေးနားလေးမှာရှိတယ်ပေါ့နော်ပိုင်ရှင်ဘေးနားလေးမှာရှိတော့ကျွန်တော်အမရေးပေါ့နော်ဒီကြောက်ကတော့အနည်းဆုံးကြက်ကြီးပိုင်း10ပိုင်းကတော့တေချာသွားပြီပေါ့နော်ဖြတ်နေရင်းနဲ့သူလည်း1နှစ်သားနေရပေါ့ဗျာအဲ့ဒါလည်းပဲကျွန်တော်တနန်းချင်းစီစစ်ပြီးမှလိုက်မှဖြတ်တာပေါ့ဗျာနော်အဲ့ဒါမြင်ရတဲ့အတိုင်းပါပဲအနာတော့တော်တော်များတယ်ဗျာနော်အုံနောက်တော်စားတာပေါ့ဗျာကန်ဒီကတော့အနာများတာပဲဒါလေးကတော့ကျွန်တော်အနာလေးတွေအတိုင်းဖြတ်နေတဲ့အနေထားလေးတွေဖြစ်ပါတယ်ဗျာနော်အဲ့တော့တနန်းဖြတ်ပြီးတိုင်းကျွန်တော်ဒမ်မီလေးနဲ့တင်ချလေးထိုးပြတယ်အဲ့တော့မြင်နေရတဲ့အတိုင်းပါပဲဗျာနော်ကြောက်စီကြောက်သားတော့တော်တော်လေးကိုမှအကောင်းပါတယ်ဗျကျွန်တော်တို့အသားတန်းဆင့်နေနေဆိုရင်တော့ခွန်ခွဲရတော့ရှိတယ်ဗျနော်ခွန်ခွဲရှိတယ်ဒါပေမဲ့လို့ပန်းကြားလေးတွေပါတာပေါ့ဗျာနော်ပန်းကြားပါလေနောက်တော့တစ်ခုကကာလာလေးတော့ဝင်နေဗျဒါကြီးဖြူတဲ့ဘက်ထက်တော့မရောက်ဘူးပေါ့ဗျာတို့ပေမဲ့အသားတန်းမြင့်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဈေးကောင်းတော့ရမှာဆိုတာတော့သိကြပါတယ်ဗျအလုံးနဲ့ပဲကျွန်တော်တနန်းချင်းစီဖြတ်လိုက်တယ်ပေါ့နော်ဖြတ်လိုက်တော့ဒါလေးကတော့နောက်ထပ်တနန်းပေါ့ဗျာနော်နောက်ထပ်တနန်းဆက်ပြီးမှနင်းပါတယ်ကျွန်တော်တို့ကကြောက်တစ်ခုကိုပွင့်လိုက်မယ်တဲ့ဆိုရင်အရင်ဆုံးအနာတွေကိုအရင်ဖယ်ရတယ်ဗျာနော်အနာတွေရှင်းသွားပြီဆိုမှပဲအပွင့်ပုံချရတာပေါ့ဗျာနော်အနာတွေမရှင်းသေးခင်မှာကျွန်တော်တို့အပွင့်ပုံကြီးအရင်သွားချလို့မရဘူးဗျာနော်ဘာကြောင့်မလဲဆိုတော့အဲ့လိုမျိုးဆိုရင်အပေါ်ပုံချပြီးမှအနာတွေပါနေတဲ့ဆိုရင်ဒါကျွန်တော်တို့ပြန်ပြီးမှအပွင့်ပုံချတဲ့ဆိုရင်ကြောက်တော်တော်လေးနာတယ်ပေါ့ဗျာနော်ဥမာထားပါပဲကြီးရမယ်အရွယ်စားပဲတေးရသွားတာမျိုးဒီလိုနဲ့ပဲကျွန်တော်ဖြတ်ရင်လည်းအားလုံးပေါင်းအပွင့်ရေကျွန်တော်တို့20နဲ့မှ5ပွင့်ရပါတယ်ဗျသေးတဲ့ရလေးရောဆိုရင်အားလုံးပေါင်း20နဲ့မှ5ပွင့်ပါဗျသေးလေးတွေကစားကျွန်တော်လိုက်ပြီးမှအပွင့်ထုတ်ပါတယ်ဗျဘာကြောင့်မလို့ဆိုတော့ကြောက်စီကြောက်သားကောင်းတယ်အသားတန်းမြင့်တာဖြစ်တဲ့အတွက်အပွင့်လေးတွေကသေးလေးဆိုရင်လည်းရောင်နှမ်းဝင်နေပေါ့ဗျာနော်အဲဆိုရင်အားလုံးကျွန်တော်တို့ပယ်ကြီးတာလေးရောမစိုးပါဘူးဗျာနော်ပယ်ကြီးတာဆိုပေမဲ့အလယ်လက်စားပေါ့ဗျာနော်ပယ်ဓာကြီးကြီးတာတော့မရဘူးဗျဘာကြောင့်လဲဆိုတော့ခန်းတီးကဲဆိုတာတော့အနာများတော့နော်အနာများတော့ပယ်ကြီးတော့မရဘူးပေါ့ဗျာအလယ်လက်အရွယ်စားလေးတွေပဲရတာဖြစ်ပါတယ်ဒါလေးကိုကျွန်တော်အပွင့်သွေးအပ်လိုက်တယ်ဗျဒါကတော့ကျွန်တော်တို့အပွင့်သွေးအပ်ပြီးလို့ရခဲ့တဲ့အနေထားလေးဖြစ်ပါတယ်တော်တော်လေးကိုမှကြောက်စီကြောက်တာကောင်းတယ်လာတယ်ပေါ့ဗျာနော်ဒါနဲ့ပဲကျွန်တော်ဝိုင်းရောက်တဲ့ခါကျတော့ပွဲသွားတိုက်ပါတယ်ပွဲသွားတိုက်ကြည့်တော့4သိန်း5သိန်းအဲ့လောက်ထိပဲပေးနေရဗျာနော်ဒါပေမဲ့ကျွန်တော်မချိတ်ပါဘူးဘာကြောင့်လဲဆိုတော့နည်းနေသေးတယ်ပေါ့နော်အဲ့နဲ့ပဲကျွန်တော်စပီးမတိုက်တော့9သိန်းရောက်တာနဲ့ပဲကျွန်တော်ချိတ်ထားပြီးမှပိုင်ရှင်ကိုမေးလိုက်တယ်ပေါ့နော်ပိုင်ရှင်ကိုရောင်းမလားဆိုတော့အဲ့ဒါနဲ့ပဲမင်္ဂလာဖြစ်တာနဲ့ရောင်းပေးလိုက်တာဖြစ်ပါတယ်ဗျနော်ဒီကြောက်လေးကတော့9သိန်းနဲ့ရောင်းလိုက်ရတာလေးဖြစ်ပါတယ်ဒါနဲ့ဝယ်စီးတော့မပြောရသေးဗျနော်ဒါပေမဲ့သူရဲ့ဝယ်စီးကတော့မရှိဘူးပေါ့ဗျာနော်အရင်တော့တိန်းထားတဲ့ကြောက်တွေကယူခဲ့တာပေါ့ဗျာဒီဗီဒီယိုလေးကနေအားလုံးတွေပညာရရှိစေမယ်လို့မျှော်လင့်ပါတယ်ဗျ
ဒီဗီဒီယိုလေးကိုစောအောင်ကြည့်ရှုပေးသူအားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ